ကဲမလေးရှား airline က transit counter ကိုသွားနေပါတယ်အပေါ်မှာပါတကိုဒီကငါလေငါတို့ပကိုးရောက်တဲ့ပဲကြောက်တိရှောက်ရှောက်နေပါတယ် information counter ကိုတော့ Australia တော့ transit counter Malaysia Airline အတွက်က21လို့ပြောပါတယ် C21 ဟုတ်ပါမှာပါအဲ့တော့ check in ထပ်ဝင်ရမယ်ထင်ပါတယ်ဒီမှာ C21 အောင်ဘယ်လိုပြောရဲ C21 ကိုပြူနေအောင်တွေ့ပါမယ်နိုင်ရဲတွေပါမလေးရှားရဲ့ရဲတွေက